ဟုတ်ကဲ့မင်္ဂလာပါ KSU Technology မှာကြိုဆိုပါရစေကျွန်တော်ဒီ video မှာဆိုရင်တော့ကျွန်တော်ဒီ supplier contact တွေ management လုပ်တာတွေနဲ့ပတ်သက်ပြီးတော့ပြပြီးမှဖြစ်ပါတယ်ကျွန်တော်ဒီ supplier တွေကို manage လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီဘေးက contact ဆိုတဲ့ tab လေးရှိရပါတော့ဒီ contact tab အောက်ကမှာကျွန်တော်ဒီ supplier ဆိုတဲ့ tab ကိုနှိပ်လိုက်မယ်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်ဒီရှိပြီးသား supplier list ကကျွန်တော်ဒီမှာကြားလာမယ်ပေါ့နော်ကျွန်တော်ဒီ supplier အသစ်လေးထည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ add button ကိုနှိပ်မယ်ပြီးတဲ့ခါကျရင်ကျွန်တော်ဒီ contact type မှာဆိုရင် supplier ဆိုပြီးသူကိုဝင်နေမယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီသူ့ကိုကျွန်တော်ဒီလူနာမည်နဲ့မှတ်မယ်ဆိုရင်ကျွန်တော်ဒီ name နဲ့မှတ်မယ်ဆိုရင်ကျွန်တော်ဒီ first name last name middle name နဲ့ကျွန်တော်ဒီမှာမှတ်လို့ရတယ်ပေါ့နော် business name နဲ့မှတ်မယ်ဆိုရင်တော့ကျွန်တော်ဒီ business လို့ရွေးလိုက်တဲ့အခါကျရင် business name ကိုဖြည့်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာbusiness name နဲ့မှတ်မယ်ပေါ့နော် supplier ကို supplier ကို business name နဲ့မှတ်မယ်ပြီးတဲ့အခါကျရင်ကျွန်တော်ဒီမှာ name တစ်ခုထည့်လိုက်ရပေါ့နော်ပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ထည့်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ more information မှာဆိုရင်ကျွန်တော်ဒီသူ့ရဲ့လိပ်စာရှိရင်လိပ်စာတွေကျွန်တော်ဒီ address shipping address တွေဒါမှမဟုတ်တခြား custom fees ကျွန်တော်မှတ်ထားခြင်းတဲ့ detail လေးရှိရဆိုရင်ကျွန်တော်တစ်ခါမှတ်ထားလို့ရမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ save လုပ်လိုက်မယ်ဆိုရင်ဒါ supplier အသစ်တစ်ခါမှတ်ပြီးသွားပြီဖြစ်သွားပြီအဲ့မှာဆိုရင်ကျွန်တော်ဒီမှာ supplier ID ကလည်းကျွန်တော်ဒီအလွတ်ထားခဲ့တဲ့အခါမှာသူ့ကို generate လုပ်ပြီးသွားတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ဒီအပေါ် filter မှာဆိုရင်ကြတော့ကျွန်တော်ဒီ purchase return တွေလောက်ထားရတဲ့ပတ်သက်တဲ့ supplier ရှိရဆိုရင် purchase return တွေကိုကျွန်တော်ဒီမှာနှိပ်လို့ရတယ်ကျွန်တော်တို့ဒါမှမဟုတ်ကျွန်တော်ဒီ purchase due ပေါ့နော်သူတို့ကိုပေးဖို့အတွက်ကို due ပမာဏကြံနေသေးတဲ့ supplier ရှိရဆိုရင်ကျွန်တော်ဒီ purchase due ကနေတစ်ဆင့်စစ်လို့ရတယ်ကျွန်တော်ပြီးတဲ့ခါကျရင် supplier ရဲ့အောက်မှာကျွန်တော်ဒီ action button လေးရှိရပါတော့ဒီ action button မှာဆိုရင်ဘာတွေလုပ်လို့ရလဲဆိုတော့ဥပမာကျွန်တော်ဒီ supplier ဆိုတဲ့ဟာပေါ့နော်ကျွန်တော်ဒီ action နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ view အနေနဲ့ဝင်ပြီးကြည့်လိုက်မယ်ဆိုရင်ဒီ supplier ရဲ့ကျွန်တော်ဒီ profile ကိုရောက်သွားမှာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီ supplier စီကနေပြီးတော့မှကျွန်တော်ဒီသူတို့နဲ့ဝယ်ယူထားတဲ့ total purchase ပမာဏဘယ်လောက်ရှိလဲသူငွေရှင်းထားတာ total ဘယ်လောက်ရှိလဲအဲဆိုရင် total ကျန်တာဘယ်လောက်ရှိလဲပေါ့နော်စသဖြင့်ကျွန်တော်ဒီ ledger အနေနဲ့ပြန်ပြီးကြည့်လို့ရတယ်ပေါ့နော် ledger မှာကျွန်တော်ဒီ format မျိုးနဲ့ကြည့်လို့ရတယ်ပေါ့နော် format 1 2 3ပေါ့နော်3မျိုးရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ purchase ပေါ့နော် purchase မှာဆိုရင်ကျွန်တော်ဒါသူတို့စီကနေပြီးတော့ဝယ်ထားတဲ့ကျွန်တော်ဒီ voucher တွေအဝယ် voucher တွေကိုကျွန်တော်ဒီ purchase ထဲမှာပြန်ပြီးကြည့်လို့ရမယ်store report မှာဆိုရင်ကျွန်တော်သူတို့စီကဝယ်ထားတဲ့ပစ္စည်းရဲ့ stock လက်ကျန်ပမာဏကိုကျွန်တော်ဒီမှာဝင်ကြည့်လို့ရမယ်သူတို့နဲ့ပတ်သက်တဲ့ကျွန်တော်ဒီ data တွေမှတ်ထားခြင်းနဲ့ဆိုရင် document and notes မှာမှတ်ထားလို့ရပြီးတော့ဒီမှာမှတ်ထားတဲ့ဟာတွေကိုပြန်ကြည့်လို့ရပါဘောနော်